စိတ်ထဲမှာအရင်ဆက်ဆက်လေးစားချင်တာနဲ့ညစ်ရဲခေါ်လကားတီးရဲကိုစီမပါဘဲနဲ့အရင်ဆက်ဆက်လေးလုပ်ပြီးချက်စားဖြစ်တယ်။ငရုတ်သီးစိမ်းနဲ့ကြက်သွန်ပြူထောင်းထည့်ထားတဲ့အနံလေးကလည်းမှုမွေးလေးနဲ့အခုလိုနေရာဒီပူပူမှာအရင်ဟင်းရည်လေးတောက်ပြီးစားတာတော်တော်လေးကိုမှစားလို့ကောင်းတယ်။ပြီးတော့တဘာဝငရဲကြောင့်တေးသေးချူချူလေးတွေကိုကြော်စားလိုက်တာဒီဟင်းရည်လေးနဲ့တော်တော်လေးကိုလိုက်ဖတ်တယ်။ဒီရည်ချက်ရတာအရန်ကိုလွယ်တယ်ခေါ်လကားတီးရဲ့ညစ်ရဲ့စားရဲ့ငပိစိမ်းသားတီးလေးရဲ့ချုံမုတ်ကြရင်တော့ချုံမုတ်ရဲ့ပေါ့နော်ပြီးတော့အဓိကကကြက်သွန်ပြူနဲ့ငရုတ်သီးသိမ်းထောင်းထည့်တာပဲအဲ့ဒါဆိုရင်ရေထည့်ပြီးတော့တည်လိုက်ရင်ပွက်လို့ရှိရင်စားလို့ရပြီပေါ့ဒီလေကလုံးဝ summer vibe အပြည့်ရတယ်ပေါ့နော်ကာလာရောအနက်အရသာရောကစားတဲ့အချိန်မှာတော်တော်လေးကိုစိတ်ကြည်နှံ့မှုရတယ်ပြီးတော့တူမူကနေပြီးတော့ငပိကြော်လေးငပိကြော်လေးကလည်းတော်တော်လေးစားကောင်းတယ်တရက်သီးလေးနဲ့တိုးစားအရန်ကိုကောင်းပါတယ်နေပူပူရဲ့ summer lunch လေးကတော့စားပြီးတော့အရန်ကိုမှကျင်းနေသွားပါပြီ